အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကိုဟင်းကျုံလေးချက်စားဖြစ်ပါတယ်ခင်ဗျာချက်ရတာလွယ်ကူပြီးတော့တောက်လို့ကောင်းတဲ့ကိုဟင်းကျုံလေးဘယ်လိုချက်တယ်ဆိုတာကိုကြည့်ပေးကြပါဦးခင်ဗျာပထမဦးဆုံးအနေနဲ့ဈေးကနေဝယ်လာတဲ့ဂုံးတွေကိုရေးတကြားဆေးထားပါမယ်ခင်ဗျာပြီးတော့စပယ်လင်းနဲ့ကျက်သွန်ဖြူအနှဲငယ်ကိုတင်းတော်တို့လှီထားပါမယ်ခင်ဗျာချက်ဖို့အစင်လေးဖြစ်တာနဲ့စချက်ပါမယ်ခင်ဗျာဟင်းချက်ဖို့အတွက်ရည်တဲပါမယ်ခင်ဗျာရေဆူလာပြီဆိုရင်ခုနကလှီထားတဲ့စပယ်လင်းနဲ့ကျက်သွန်ဖြူကိုထည့်ပါမယ်ခင်ဗျာရေစီးထားတဲ့ဂုံးတွေလည်းထည့်ပါမယ်ခင်ဗျာအရသာအတွက်စားနဲ့အချို့မအနေငယ်ထည့်ပါမယ်ခင်ဗျာအနာမွေးစီပူနဲ့ဟင်းရည်လေးထိမိစီပူအတွက်ငယ်ကောင်းမွန်လေးထည့်ပြီး7မိနစ်လောက်တည်လိုက်ရမယ်ဆိုရင်ဖြင့်အရသာရှိပြီးထိမိတဲ့ဂုံးဟင်းရည်လေးရပါပြီခင်ဗျာ